2025 ခုနှစ်ဇွန်လ12ရက်ကြာသပတေးနေ့ကျွန်ုပ်တို့ကဘုရားသခင်သားသမီးများဖြစ်ကြသည်သင်တို့၏အဖဖြစ်မည်သင်တို့သည်လည်းငါ၏သားသမီးဖြစ်ကြလိမ့်မည်ဟုအနန္တတကူနှင့်ပြည့်စုံသောထာဝရဘုရားမိန့်တော်မူ၏ကောရိန္သုဩဝါဒစာဒုတိယဆောင်ခန်းကြီး6ငယ်18ကြီးပြင်းလာရင်ဘုရားသခင်နှင့်ဘယ်တော့မှနီးမနေခဲ့ပါမိသားစုနှင့်ဘုရားရှိခိုးကြောင်းသွားတော်လဲဘုရားရှင်ကကျွန်တော်ကိုချစ်ရန်အပြစ်ကြီးလွန်းနေသည်ဟုခံစားခဲ့မိသည်ကျွန်တော်ကကောင်းလွန်းမနေဘူးဟုခံစားနေခြင်းကဘုရားရှင်နှင့်ဝေးနေခဲ့ပါသည်တစ်ခါတရံတနင်္ဂနွေနေ့များမှာဘေ့စ်ဘောကစားနေတတ်ပြီးဘုရားကျောင်းတက်ဖို့တက်ဘေ့စ်ဘောကိုမဆိုင်မတွရွေးသည်ဘေ့စ်ဘောမကစားရင်တော့ဘုရားကျောင်းမတက်ဖြစ်ပါထိုအချိန်မှာဘုရားသခင်ကကျွန်တော်ဘဝတစ်ခုလုံးမှာရှိမနေပါတညတော့ဘုရားသခင်ကိုကျွန်တော်လိုအပ်သည်ကိုသိပြီးမျက်ရည်ကျလာသည်ဘုရားသခင်နှင့်ဝေးကွာသလိုခံစားခဲ့ရပြီးမိတ်ဆွေများနှင့်မိသားစုအပေါ်ဆက်ဆံပုံပြောင်းသွားခဲ့သည်ခွင့်လွှတ်ပေးဖို့ဘုရားသခင်စီဆုတောင်းခဲ့သည်ခရစ်တော်ထံအသက်တာကိုအနံလိုက်သည်ယခုဘုရားသခင်ကကျွန်တော်ကိုမချစ်တော့အောင်ဘလောက်အပြစ်အတိုင်းတာကမှမလုံနိုင်ဘူးဆိုတာနားလည်ရပါသည်ဘုရားသခင်ကကျွန်တော်တို့ကိုချစ်လွန်းတာကြောင့်သခင်ယေရှုကိုကျွန်တော်တို့အပြစ်များအတွက်ကားတိုင်းမှာအသေးခံရန်ဆေလွတ်ခဲ့ပါသည်ဘုရားသခင်ကကျွန်တော်တို့ကိုချစ်တာကြောင့်ဘုရားသခင်သားသမီးများဟုကျွန်တော်တို့ခေါ်ခံရသည်ဘုရားသခင်ကကျွန်တော်အဖေကျွန်တော်ပြုသောမိသည့်အရာကမှထိုအရာကိုပြောင်းလဲနိုင်မည်မဟုတ်ပါကျွန်တော်တို့ကဘုရားသခင်သားသမီးဖြစ်တာကြောင့်ဘုရားသခင်ကကျွန်တော်တို့တူးစီကိုချစ်ပါသည်စင်ကြယ်ရန်ဘုရားသခင်မေတ္တာနှင့်ဘယ်အရာမျှမကွာစေနိုင်ပါအာယုံပြုဆုတောင်းရန်အရန်ကောင်းမနေဘူးဟုခံစားနေရသူများအတွက်ဆုတောင်းချက်ကောင်းကင်ဘုံရှင်ဖာကျွန်တော်တို့အပေါ်ထားသည့်ကိုရောမေတ္တာအတွက်ကျေးဇူးတင်ပါ၏အထူးသဖြင့်အရန်ကောင်းမနေဘူးဟုခံစားရချိန်မှာတော့ကိုရောချစ်တယ်လို့ကျွန်တော်တို့ကိုချစ်နိုင်ရန်မာစာပါအာမင် Brandon Hartward Texas USA